အခန်းသုံးမောင်နေဝင်းနဲ့ရီတို့သည်ကျောင်း၌6လခန့်အတိအကျွမ်းဖြစ်နေကြ၏တနေ့သား၌နေ့လယ်ကျောင်းဆင်းတွင်ရီသည်ညှိုးငယ်သောမျက်နှာကလေးဖြင့်မောင်နေဝင်းရဲ့အနီးသို့လာပြီးလျှင်မောင်နေဝင်းကန္နာဘက်ကိုရှောက်ကြရအောင်ကွယ်ဟုပြောလေ၏မောင်နေဝင်းသည်ရီရဲ့မျက်နှာမตาရသည်ကိုမြင်ရလျက်ရီဘာဖြစ်လို့မျက်နှာအိုရသလဲအခါတိုင်းမြင်ရတာနဲ့မထူပါကလားဟုမေးလေရီကမောင်နေဝင်းရဲ့မျက်နှာကိုကြည့်လျက်ဟုတ်နာကြမှာပြောမယ်လိုက်တာလိုက်ခဲ့ပါမောင်နေဝင်းရဲ့ပြောသဖြင့်အတူတကွထွက်သွားကြလေရာမြစ်စိတ်ကန္နာသို့ရောက်သွားကြလေကန္နာသို့ရောက်သောအခါမြောင်ပင်ကလေးစိတ်ကံတရားအနီးတွင်ထိုင်ကြလျက်စကားမပြောဘဲမြစ်ဖက်ကိုငေးမော၍နေကြသည်ထိုကဲ့သို့9မိနစ်လောက်နေပြီးမှရီကမောင်နေဝင်းငါသွားရတော့မယ်မောင်နေဝင်းတီကသတင်းထူးတစ်ခုခုကိုအေကန်ကြတော့မည်ဟုယုံကြည်နေသဖြင့်လွန်စွာအံ့ဩမသိပဲဘဲကိုသွားမလဲရီဟုရီရဲ့မျက်နှာကိုကြည့်ကမေးလေရီသည်မောင်နေဝင်းရဲ့မျက်နှာသို့မျက်ရည်လဲလဲနဲ့ကြည့်ပြီးအတန်ကလေးတုံတုံနဲ့ရီထဝဲကိုသွားရမယ်ဖေဖေကောင်းကောင်းမလို့ရီကိုတန်ချိုးရိုက်မာလိုက်တယ်ဖွားဖွားလေးလိုက်ရလိမ့်မယ်မောင်နေဝင်းသည်ထူစကားကိုကြားရသောအခါမိမိရဲ့ပတ်ဝန်းကျင်ရှိလောကတစ်ခုလုံး၌မောင်ကြီးကြတဲ့ကဲ့သို့ဖြစ်သွားသည့်ဖြင့်ရီချစ်ဖွယ်သောမျက်နှာကလေးကိုမမြင်ရသောနေများသည်တုတ်တန်သင်္ကိုင်း၌နေရမည်ဖြစ်သောနေများကဲ့သို့ဖြစ်ချေတော်မည်ဟုသိလျင်နှလုံးကိုမြင်တဲ့ကဲ့သို့ဖြစ်သွားလေအဟုတ်ပဲလားရီရဲ့ဘယ်နည်းကိုတွားရမှာလဲရီရဲ့လက်ကလေးများကိုကင်ကမေးလေရီသည်လက်ကလေးကိုငြိမ်သက်စွာအကင်ခံလျက်နှက်ဖြန်ကားကိုပဲတွားရမယ်အင်မတန်ရေးကြည့်တယ်ဟုပြန်ပြောလေမောင်နေဝင်းကဘလောက်ချာချာထဝဲမှနေမှလဲဘယ်တော့ပြန်လာမှလဲရီတိချာချာမသိဘူးဖေဖေကရီကိုဘယ်လိုနေရာချထားမယ်ဆိုတာလည်းမသိရသေးဘူးဖေဖေစီမံတယ်လို့ခံရမှာပဲမောင်နေဝင်းရဲ့မျက်နှာကိုမကြည့်ပဲမြေကြီးကိုငုံ၍ကြည့်ခါပျော်ရှာလေမောင်နေဝင်းသည်လည်းစကားမပြောဘဲစိတ်ငြိမ်စွာတွေ့ဝေငေးမောလျက်စိတ်လက်ညှိုးငယ်သောအမူအရာနှင့်ရီရဲ့လက်ကလေးများကိုလွတ်လိုက်ထိုတွင်အနောက်တောင်ဖက်မှညိုမိုင်းကတိမ်ညိုကြီးသည်ကောင်းကင်သို့တက်၍လာလေမိုးတက်လေသည်လည်းတစ်ဖြက်ဖြက်ဝေးတိုက်ခါလာလေထိုအခါနေဝင်းသည်ရီရဲ့လက်ကိုတပန်းဆွဲကင်ပြန်လျက်နေရောက်သာထုံမဲမောင်ညိုမိုင်းသောတိမ်တက်ကြီးကိုသာချီ၍နေလေမြစ်ပြင်၌ငွေစင်မပါဖြူဝင်ဖောင်းကားသောရွက်များကိုဖြန့်ကားသွားလာနေရသောလင်းငယ်တစ်စင်းတုံကင်းကြီးငယ်တို့မှညိုမိုင်းသောကောင်းကင်ရှိ၌အထင်သာပေါ်၍နေကြလေထိုတိမ်ပုတ်တိမ်ခဲနှင့်မိုးတက်လေတို့သည်မောင်နေဝင်းနှင့်ရီတို့၏တသက်တွင်အပီသက်အခွေကွင်းအောင်ခွဲဝေတိုက်ခတ်မည်ကိုပြသောနမိတ်ပြီလားကလေးနှစ်ယောက်တို့သည်တစ်ယောက်နှင့်တစ်ယောက်ငယ်ရွယ်သူတို့တဘာဝချစ်ခင်ချင်နာကြ၏ထိုချစ်ခင်ချင်နာခြင်းသည်ငြိမ်သက်သောရီကြီးရေးပမာလှုပ်ရှားခြင်းမရှိချေအနောက်ရှက်ထဲဟုသောမိုးတက်လေဝင်၍ဆင်းသောအခါငြိမ်သက်သာကြည်သောချစ်ခြင်းသည်လှုပ်ရှားထားကြမငြိမ်မသက်သောချစ်ခြင်းဘဝသို့ရောက်လေရင်သောငပြောသည်တို့သည်အပင်၌နေသည့်အခါစိန်၍နေထို့တူတငယ်တို့ရဲ့ချစ်ခြင်းသည်ငကိုးတိုင်းထားလျင်စိန်၍နေအပူသောကကလေးတွေတွေးကြရမည်ဖြစ်သောအခါဝင်းမဲကချိုးမိန်သောအခြေရတာရင်နဲ့ထွက်ပေါ်စေမောင်နေဝင်းသည်ရီလက်ကလေးများကိုအထက်ထက်ကကင်ဖို့တော်လဲစိတ်၌တစုံတရာများလှုပ်ရှားခြင်းမရှိပေယခုဒီကမောင်နေဝင်းမှသာမဟုတ်ရီမှလည်းလက်ချင်းထိရခြင်းအဖိုးအနက်ကိုစာ၍သိကြလေထိုကလေးနှစ်ယောက်တို့၏ဘဝသည်ဤနေရာ၌ကြီးစွာသောပြောင်းလဲခြင်းဖြစ်သို့ရောက်လေသို့သောထိုပြောင်းလဲခြင်းသည်အပေများလောက်အရေးကြီးသောပြောင်းလဲခြင်းဖြစ်သည်ကိုမယိမီရှာကြစေအကြောင်းဆိုသောချစ်ချင်းတဲဟူသောကဟေသည်
ထိမ်းများမင်္ဂလာစာချုပ်ထက်ခိုင်မာသောအရာဖြစ်လေထိုအိမ်များရင်ငိမ်သောနေရာ၌နှစ်ယောက်သောကလေးတို့သည်တအုပ်ကိုယ်တို့ကျဉ်းနာစွာထွေထွေရအောင်မပြောတတ်ကြတော့လေ၎င်းတို့၏စိတ်ဓာတ်သည်လွန်စွာစကားများလျက်ရှိနေနှုတ်ပစဲ၏စိတ်ငြိမ်ခြင်းသည်အခါများစွာစိတ်ရင်သဘောရင်မပါသောအတန်စကားမြောက်များစွာတို့ထက်ပုံမူ၍အထိပ္ပယ်ရှိသည်၎င်းတို့သည်ပလီပလာပြောတတ်သောလူကြီးများကဲ့သို့စကားမများကြတော့လဲစိတ်ဖြင့်စကားပြောကြလေစိတ်ဖြင့်ခိုင်မာသောပြိဉ္ဉ်ကိုဖြူကြလေထိုကဲ့သို့ဖြူကြသည်ကိုပြင်စာနှက်သားများသည်ကောင်းစွာမြင်၍ကောင်းကင်၌ကြီးကျယ်ခမ်းနားစွာဆင်ရင်ချေလေလေတသေးအထိမ်းမတ်ကိုပြကြလေ၎င်းတို့နှုတ်ချုပ်လုပ်သောစာချုပ်သည်လေလွင်တကူပျောက်ပြတ်သောကလောင်ဆက်ကူနှင့်မင်းနိုင်မတီကဘာမကုံမချင်းအမြဲတည်မီဖြစ်သောကောင်းကင်၌စိတ်ရည်တကူဖြင့်ခိုင်မာသောစာချုပ်ကိုရေးချုပ်ပြုလုပ်ကြလေထိုကဲ့သို့ရေးချုပ်ပြုလုပ်ခြင်းကိုလည်းနတ်များသည်ကောင်းစွာတည်ခံကြလေထိုတွင်ကလေးနှစ်ယောက်သည်စင်ကင်းစွာနေကြပြီးမှနေဝင်ကရီမင်းတကယ်မနေ့ပြန်ကိုတော်ရမှာဖြစ်ငါလိုက်ပြီးတော့မပို့ရဘူးလားရီကမင်းလိုက်ပို့ရင်ရီအမတန်ကျေးဇူးတင်ပါမယ်မင်းကအခွင့်ပေးပါမလားမင်းလီယာမောင်နေဝင်းကကိစ္စမရှိဘူးဟုပြောလေတို့ပင်ကိစ္စမရှိဘူးဟုပြန်ပြီးပြောလိုက်ရတော့လေများစွာကိစ္စရှိလေအဘေးကြောင့်ဆိုတော့တင်မောသည်မနက်စောစောကြီးထွက်သောကြောင့်ကြောင်တဲ့ချိန်လည်းမဟုတ်သဖြင့်မောင်နေဝင်းမှရီကိုလိုက်၍ပို့ရန်အတော်ခက်လေထိုတွင်ခေါင်းလောင်းတန်ကြားသဖြင့်ကြောင်းကိုပြန်လေ